စမတ်နာရီဖြစ်ပေါ်လာပုံကိုအစစ်စစ်ဖော်ပြပေးပါမယ်။အစောပိုင်းကာလ1980ပြည့်နှစ်နောက်ပိုင်းမှာ Casio ကုမ္ပဏီကကဏ္ဍပေါင်းဆက်ပါဝင်တဲ့ digital နာရီတွေကိုထုတ်လုပ်ခဲ့ပါတယ်။အဲ့ဒီနာရီတွေကခေတ်မီစမတ်နာရီတွေရဲ့ရှေ့ပြေးများဖြစ်ကြပါတယ်။1980ပြည့်နှစ်မှာပေါ်ပေါက်လာတဲ့ data bank နာရီတွေကဖုန်းနံပါတ်နဲ့အခြားအချက်လက်တွေကိုတင်ဆက်နိုင်ခဲ့တဲ့နာရီတွေအဖြစ်ထင်ရှားလာပါတယ်။စတက်ကာလ1994ခုနှစ်မှာ Timex Data Link ပေါ်ပေါက်လာပြီး Microsoft နဲ့ပူးပေါင်းနိုင်တဲ့အပြင်ဖုန်းနံပါတ်တွေချိန်းဆိုမှုတွေနဲ့အခြားအချက်လက်တွေကိုကွန်ပျူတာကနေတဆင့်နာရီကို Optical Sensor စနစ်ဖြင့်လွှဲပြောင်းနိုင်ခဲ့ပါတယ်။1996ခုနှစ်မှာ Samsung SPH WP10 ပေါ်လာပြီးဖုန်းခေါ်ဆိုနိုင်တဲ့လက်ပတ်နာရီပုံစံကိရိယာတစ်ခုဖြင့်လူသိများလာရုံတာမကအစောဆုံးစမတ်နာရီဟုသတ်မှတ်ထားကြတာလည်းဖြစ်ပါတယ်။ခေတ်မီစမတ်နာရီများစတင်ခြင်း2004ခုနှစ်မှာ Microsoft Sport Smart Personal Object Technology ပေါ်လာပြီး FM ရေဒီယိုလိုင်းကနေတဆင့်သတင်းချက်လက်များဥပမာရာသီဥတုမိုးလေဝသဆိုင်ရာသတင်းတွေကိုလက်ခံရယူနိုင်တဲ့နာရီတွေအဖြစ်လူသိများလာခဲ့ပါတယ်။2012ခုနှစ်မှာ Pebble နာရီပေါ်လာပြီး Kickstarter ကနေတဆင့်ရန်ပုံငွေရှာဖွေနိုင်တဲ့ပြင်စမတ်ပေါင်းများနဲ့ချိတ်ဆက်ပြီး notification တွေပြတာ application တွေအသုံးပြုတာတွေကိုပြုလုပ်နိုင်ခဲ့ပါတယ်။အဲ့ဒီနာရီကခေတ်မီစမတ်နာရီတွေအတွက်အဓိကတွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်။2013ခုနှစ်မှာ Samsung Galaxy Gear ပေါ်လာပြီး Samsung ရဲ့ပထမဆုံးတော့အဓိကစမတ်နာရီဖြစ်တဲ့အပြင် Android စမတ်ဖုန်းတွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်ခဲ့ပါတယ်။2014ခုနှစ်မှာ Android Wear ပေါ်ပေါက်လာပြီး Google က၎င်းရဲ့ကိုယ်ပိုင်စမတ်နာရီပလက်ဖောင်းကိုမိတ်ဆက်နိုင်တဲ့အပြင် LG, Motorola, Samsung အစရှိတဲ့ကုမ္ပဏီတွေကလည်း Android Wear ကိုအသုံးပြုပြီးစမတ်နာ